ပြောကြည့်အဲ့လိုလည်းပါကြော်လဲတန်းကက်ကက်ထည့်တယ်ပြင်းနှလုံးနဲ့စားလေးဆိုင်ကျွန်တော်စီရင်ခံနေစီတို့မှာပေါ့နော်ဒီတန်းအားလောက်နဲ့ဖူးနေရပါဘူးနာချင်းဆိုနာချင်းနဲ့နေကြလာတော့မသိဘူးဂျပန်ကလုံးလိုဂျပန်ကလုံးလိုလေးမကောင်းอ่ะပေါ့နော်ကျွန်တော်ရှိနေတာလေတာတောင်တူလေးအဲ့လိုနဲ့အဘောတက်တယ်စပိတ်ရှိမရှိမသိရပါဘူးအခုအတန်းမတွင်းနေပြီးမှမင်းလို့ပြီးမှအတန်းတူမမင်းနေကလားနဲ့အများဆက်ထားလားမသိဘူးဘာဖြစ်ကောင်းလို့လို့ပြီးပြကျွန်တော်ကတော့ချိုးနေရဆိုတော့โอเคကျွန်တော်စီရင်ခန်းနေရလူနဲ့တော့ချစီနေအဲ့လိုအခုကြစကားပြောအပေါ်တက်တယ်အမလီတိုက်မိတော့မလို့တော့ရတာပေါ့ခေရေးဆိုယူလေးတက်တယ်အာရဒါစာနဲ့ဒီတော့ပြောရပါဘောနော်ကိုဆရာနေကြဆိုကျွန်တော်စီရင်ခန်းနေစင်အတော့မှခုံနေဘိုင်ဘောနော်ကျွန်တော်စကားပြောကျွန်တော်စီရင်ခန်းလို့တက်လေအာငါတော့ထောလာပိုင်းနေတယ်တကယ်ကျွန်တော်တော့မထိုးဆိုတော့ဒီအဲ့မပြောပြီးတော့ရပေါင်းများစွာကြားလာတဲ့အခါကျတော့3မိနစ်တော့ပြည့်သွားပါလေလို့မကောင်းနဲ့အဲ့လူနဲ့ပြောကြောသွားတယ်ငါပါတစ်ချက်ကွာခုနလေးလုံးဒီကကျွန်တော်ကိုပြောပါရပေါ့နော်ငါပါတစ်ချက်ပါလို့သွားတာမင်းအပေါ်ပါလာတယ်အဲ့ဒါလိဝက်နေတာပါပေါ့နော်အဲ့ဒါကိုသိအောင်ပြလာတဲ့ကိုနေကြโอเคအဲ့လူနဲ့ပေါ့နော်အခုစပကေးကိုသုံးဖို့လုပ်နေတဲ့အချိန်မှာမခုံနေတဲ့အနေနဲ့နေပါတယ်အခုစကေးကိုသုံးဖို့လုပ်တယ်โอเคဘောနော်ဆရာနေကြ1 2 အဲ့ဒါအသုံးဆုံးကိုချုပ်ပါပြီမချုပ်အောင်ဖြတ်ငါမတမခုနာဘာဖြစ်တော့မေးဖို့ပါလားဆိုပြီးထခုနာလေဘောနော်မေးပြောလို့ခုနာတော့ရတတိရှိကောက်ထွက်ခဲ့သွားရငါမေးမကြောက်ဘူးရတတိရှိကောက်ထွက်ခဲ့အဲ့လိုနဲ့ရလူတယောက်ကဗျကျွန်တော်စီခန်းနေတော့ငါလာမဲလို့ပြောရပါလေအဲ့မဟုတ်တာသာနေကြပြောပါတော့ကျွန်တော်စီခန်းနေတယ်အောက်ကိုခုံးစင်းမို့လို့အရှင်ယူပြီးရနော်ခုံးစင်းมาလေဘောနော်ပါကြီးမပေါ်ဘောနေကြတော့ဘောနော်မတင်ငင်းကြီးရတာခုနလည်းနောက်ကအဝေးလည်းနေဘာလို့ပါနေရတော့မသိဘူးခမရကတော့ကျွန်တော်ချောလို့လားမသိဘူးဗျဟုတ်တယ်ဗျမလုံးမသိဘူးဗျကြောချောရင်တော့ဆိုးတယ်ဗျကဲတကွက်ပြမယ်ဆိုပြီးပြတယ်ခုလေးကိုနေတော့တကွက်အကွက်ပြပြောတာโอเคလုတ်တယ်โอเคဟုတ်ပါလေခမရပါဘောနော်โอเคနောက်ဆုံးစပယ်နဲ့တော့နောက်တစ်ခုကျန်တယ်အဲ့ဒါကတော့ AC လေးတရားအဲ့ဒါရောလူကြီးကပြောပြနော်အဓိကလို့ဘောကလေးကြီးပြထားလားအဲ့ဒါဘောနော်နောက်ကလူကြီးကပြောတာအဲ့ချိန်မှာနောက်ကလူပြောတဲ့အတိုင်းဘောနော်အသက်40တောင်ကျန်ဟုတ်တယ်ပါလေโอเคဘောတက်တယ်ငါပါတာငါထောက်နေတက်တာဘာဖြစ်တော့မင်းတို့ဘောပါလားပြောပါလေဘာဖြစ်တော့ညဖူးမလားမဟုတ်တာစာလာနေနေရနေပြီမှာယူကလည်းရောက်အဲ့လိုနဲ့အခုဆင်းပါလေခမရပေါ့နော်မရှိဘူးလေကျွန်တော်ကတော့ချောတယ်ဗျအဲ့ဒါကိုတော့နေကြရတာမသိဘူးဗျကျွန်တော်မျက်နှာကိုမြင်ကမ်းမှာကိုတိသွားပဲနေကြမတိဘာဖြစ်တော့ငါချောတာပဲဒီမင်းချောတာငါဘာလို့ဟုတ်ပါဘောနော်နေကြကျွတ်အာဘောင်းရောင်းပြောတာကဲအဲ့လိုလေယူတယ်ပေါ့နော်ကဲဒီဗီဒီယိုက2မိနစ်ခွဲရှိရဲဆိုတော့ပါစအနှုတ်ခံအောင်မရပဲလို့အဲ့လိုဖေးရိုင်းနဲ့ဒီကတင်ကန်နေပါပဲနေကြကူကူပါဘောနော်အဲ့ဒီညတူဘောမတင်မနေမရဘူးလားဟုတ်အားကြလေဟုတ်ဒီဆိုရင်လည်းလုံးပါဗီဒီယိုလေးကိုကျွန်တော်ရှင်းသွားမှာဆိုလို့ပေါ့နော်ကျွန်တော်အမြဲတမ်းကြောင်နည်းနည်းမြင်လိုက်အောင်မယ်ပြီးတော့ဝဲတဲ့ခါကျပြောင်းဆိုကြဟုတ်ပါဘောနော်အဲ့ဒီနေကြဘောနော်ဂျပန်မင်းကဂရုမဖြစ်တာတော့ဆိုရပြဂျပန်ဂရုလေးဖြစ်လေမှာတက်မြပြစ်တယ်ဟာတော့မြင်နာငါလိုက်မတင်တော့ကန်လိုက်ဒီလိုကွာမင်းကဘာလဲတော့ကွာငါ့ကိုဂျပန်ကငါတပည့်ဝါရောက်ငါရဲ့ဒီမှာဆရာကွာမင်းပါသူ့လောက်ကြရအဲ့အများဆုံးရောက်လာလေအဲ့ဘလောက်မှာခုမှဝါရပြီ15ရကိုအလုံးနဲ့ကိုပြောလားခုမှကိုဆက်ရပြောဆက်ကွာရခဏငါဆင်းမို့မရမဆန်းပြောလားနံပါတ်1အလုံးဆက်ရောက်ပြီလိုက်ပြောအောင်မယ်နံပါတ်2အနေနဲ့လိုက်ပါရဆိုအောင်မယ်နံပါတ်1 2မိနစ်ကျော်ရှိတယ်ရောက်လာပြောလားဘယ်ရဘာဟုတ်ပြောမလဲမဆန်းဘယ်ရဘူးလားပတ်တယ်ငါမတာချလို့ရလားလိမ့်ဒီမှာငွေဆိုမင်း3တော့ရောက်တယ်နေရတယ်အဲ့ဒီနေရာဟိုနဲ့ဖြန်ကြရင်ကွာအဲ့လိုဒီလိုလေးရတယ်ကွာဒီမှာတွေ့မလို့ဆိုကြတော့မင်းရကုန်လာခဲ့ငါမနေ့လေးရစောင်းနေမင်းရမင်းမနေ့လေးလာခဲ့ငါရန်ကွာစောင်းနေโอเคကွာရဘာမှကြမသိပဲနဲ့တော့ရစိတ်မကွာခဲ့ရလာဘလောက်တော့မှခမโอเคစပြီဒီတို့နေကြတော့ရောက်တော့တော့နေရက်နဲ့တောင်းရောက်တယ်ဘာပေါ့တော့ခွေကျွန်တော်ပေါ်လာရဲ့အဲ့ဒါပဲစောက်သွားရည်နေနေမှာကျွန်တော်နေ့ရက်နဲ့တော့ဝင်သွားရတယ်။ဒီမှာအများကြီးဆိုတော့ငန်းနေရတယ်နော်။နေ့ရက်နဲ့တော့ဝင်သူတို့ရောက်လိုက်တော့အဲမလို့ကျွန်တော်အဲ့လောက်ကျွန်တော်ချုံးနေတာ။ဘယ်လိုပြကျွန်တော်ချုံးကြအောင်ဘယ်လိုရောက်နေလဲရ။ဒါပေမဲ့ကျွန်တော်နေကြလောက်လို့နေ့ရက်မှာတော့ရတယ်ဒီကတော့ရ။ဘာလိုက်ကြရောနေ့ရက်မှာတော့နေ့ရက်မှာတော့ရတယ်။ကိုယ်သူနေ့ရက်နဲ့တော့နေတယ်။သူကနေချဖြစ်နေတာသူမသိဘူးဗျ။
ကျွန်တော်ရဆုံးဖို့လို့ဘာလုံးနဲ့လို့နော်မင်းဒီဆုံးလိုက်တခါကြပါပါဟုတ်တယ်ဗျမလို့ဟိုမနေ့တော့ဥစားပြောမိတော့မဟုတ်ဘူးမဟုတ်ဘူးမရှိဘူးနော်အဲ့ဒီဆုံးငါလေးပြမှာမရှိဆုံးချောင်းရတယ်ပြီးတယ်တမျိုးမထေပါနဲ့ပြီးရဆိုတာဒီမျိုးဆုံးငါလေးပြမှာမရှိဆုံးချောင်းရတယ်နင်းကြဟာပေါ့နော်ဥစားတို့ကိုအထင်းပြီးပြီးနောက်ဆုံးမှတော့အနိုင်အရှုံးရရှိသွားစတာပါအနိုင်ရရှိသွားပါလေ